အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့အရှိရဗီဒီယိုရဲ့အဆက်ဖြစ်တဲ့ PNU တက္ကသိုလ်ရဲ့မင်္ဂလေးဆောင်ခြာယူပံကိုလိုက်ပြပေးမှာပဲဖြစ်ပါတယ်ရှေ့ရဗီဒီယိုမှာကျတော့အဆောင်ရဲ့တလွာနဲ့မြောက်တလွာမှာဘာတွေရှိလဲဆိုတာကိုလိုက်ပြပေးပြီးပြီဆိုတော့ဒီနေ့ဗီဒီယိုမှာတော့အဆောင်ရဲ့အခန်းဖွဲ့စည်းပုံကဘယ်လိုရှိလဲဆိုတာကိုလိုက်ပြပေးသွားမှာဖြစ်ပါတယ်တကယ်လို့ရှေ့ရဗီဒီယိုမကြည့်ရသေးဘူးဆိုရင်အရင်ဆုံးကြည့်လိုက်အောင်နော်ဒီသူနေတဲ့ခန်းက9လမှရှိတာဆိုတော့အခု9လကိုလိုက်ပြပေးပါမယ်အဆောင်မှာကနှစ်လွှာကိုရေတန်းဆက်တစ်ခုစီထားပေးထားပါတယ်။ဒီမှာလာပြီးရောရေလာပြလို့ရပါတယ်။နောက်ပြီးဒီနေရာမှာလာနားလို့လည်းရသလိုအခန်းထဲမှာစာမလုပ်ချင်တဲ့သူတွေကလည်းဒီမှာစာလာလုပ်ကြပါတယ်။အခန်းနေရာလေးရှေ့မှာမေသူပြခဲ့တဲ့အစားနေရာကနေဒီဘက်တစ်လျှောက်ဒီအခန်းတွေရှိရပေါ့နော်နေရာကလည်းကျယ်ပြီးတော့အခန်းနေရာလည်းများတော့ဒီဘက်အခန်းမှာနေတဲ့သူတွေတုံးဖို့အတွက်ဗလီကားနောက်တစ်ခုကိုလည်းထားပေးထားပါတယ်ဒါကတော့မေသူနေခဲ့တဲ့နှစ်ယောက်အခန်းပါဝင်ချင်းဒီဘက်ထမ်းမှာဆိုရင်ဖနက်ပီလိုထားပေးထားပါတယ်ဒီဂျာယူကန်အဆောင်ရဲ့အကြိုက်ဆုံးအချက်ကိုပြောပါဆိုရင်တော့အင်တာနဲ့ရေချိုးပန်းကိုတည်တံ့ထားပေးတာရဲ့ပြီးအင်တာမှာရေပိုက်ထားပေးတာကတအားကိုအဆင်ပြေရလို့ခံစားရပါတယ်အခန်းကိုအတက်နိုင်ဆုံးတော့တန်ရှင်းလုပ်ထားတယ်ပေါ့နော်တကယ်လို့ရှုံးနေတယ်ဆိုရင်လည်းပြီးခံပြီးကြည့်ပေးပါလို့ပြောချင်ပါတယ်ဒါကတော့အဝတ်ပီလိုပါအထဲကိုတော့ရိုင်းပြတော့ဘူးနော်ပြီးတော့ဒီကရင်အောက်မှာဆိုရင်လည်းအဝတ်စားထဲလို့ရတဲ့အကန်ထားပေးထားပါတယ်ကြည့်ရင်မြင်ရတဲ့မြင်ကွင်းပဲဖြစ်ပါတယ်။အခန်းကနေဆိုရင်ဒီစာကြည့်တိုက်ကိုလည်းလမ်းမြင်ရတယ်။ပြီးတောင်တန်းတွေကိုလည်းမြင်ရပါတယ်။ခုနပြောလို့ပဲစောင်းဦးဆိုတော့ဒီရွက်တွေကရောင်နေတောင်းနေရပေါ့နော်။အဲ့တော့ကြည့်ရတာအရန်လှပါတယ်။အော်ဒါနဲ့ပြောဖို့မေးတော့မလို့အဆောင်မှာအတူတူနေမဲ့တငယ်ချင်းရှိတယ်ဆိုရင်လည်းအဆောင်လျှောက်တဲ့အခါ roommate ကိုလျှောက်လို့ရပါတယ်။ကဲဒါဆိုရင်ဒီဗီဒီယိုလေးကနေတစ်ဆင့် PNU မင်းလေးဆောင်နဲ့ပတ်သက်ပြီးတော့သိချင်တာတွေကိုလည်းသိလိုက်ရမယ်လို့ပြောလင်းပါတယ်
အဆုံးထိကြည့်ပြီးကြလို့ကျေးဇူးအများကြီးတင်ပါတယ်။